နော်အဲ့တော့ဟိုအလူမရဲ့အမကြီးကတောင်းဆိုထားတာနော်ဟုတ်ကဲ့ဒီတချီလေးဟုတ်အဲ့ဒီတန်ပြောင်းပိုင်းနော်ဟုတ်ကဲ့ရွာကဆိုင်နမထွက်တယ်တဲ့ကျွန်တော်သိတယ်အခုကျွန်တော်ကတ်ထားတာတဆိုးပစဝိုးလို့ခေါ်တာဟုတ်အဲ့ဒါကတချင်းကဘယ်ကြီးလဲအဲ့ဒါငါးပေါက်တန်းလို့ပြောလိုက်တာဟုတ်ကဲတားကြီးအကျဉ်းမတီးနဲ့နော်ဟုတ်ရွာတွေကဒီချိန်ကြီးကြာမှဆိုင်းရတာတွေတီးနေလို့ဖြစ်နေမှာဆိုဟုတ်မာကြီးဆိုင်းနမမြတ်ဘဝအဲ့လိုလေအကေပါအိမ်မှာတရင်လို့နေတဲ့သူကအင်းဆိုင်းဒီချိန်ကြီးကြာမှအဲ့ဒါငါရဒိန်းနဲ့ချနေတယ်ဆိုဒါမျိုးအထင်လွဲသွားတယ်ဟုတ်တယ်တိတ်ခါလို့ပြဟုတ်ပါနော်ဟုတ်တိတ်ခါပိုင်းဆိုင်ရာရှိတယ်ဟုတ်ဒါတော့ငွေရပြီးရောဆိုရဲမလုံးကြဘူးမလုံးနဲ့အဲ့ဒါလေးဆရာတွေရဲ့မျက်နှာပြန်ကြည့်ရမကောင်းဘူးဒီလိုတစ်ချင်းလို့ဆိုတာရှေ့ပိုင်းတီးရတဲ့တစ်ချင်းဟုတ်တယ်ဒါပေမဲ့အမကြီးကကြားချင်ပါတယ်ဆိုလို့ကျွန်တော်ကဆိုပြတယ်ဟုတ်တယ်နော်မန္တလေးကအုံမန္တလေးကတိမ်အောင်ဆိုင်နေဆရာမရှိတဲ့နောက်မှာမြို့သူဆိုင်နဲ့မဟုတ်ပါဘူးဟုတ်ပါဘူးမန္တလေးကတိမ်အောင်မရှိပေမဲ့မန္တလေးတိမ်အောင်ရဲ့တပည့်တွေကဆရာတချင်းလေးကိုတီးရင်းနဲ့ဆရာကိုလွမ်းနေစေပါဆရာရဲ့ဆိုတော့မန္တလေးကတိမ်အောင်ဆိုင်နဲ့အလူကြီးခေလို့ပြော
ဇန်နီငါ